trading လုပ်တဲ့အခါနည်းစနစ်ပိုင်းအရေးကြီးတယ်လို့ကျွန်တော်တို့ရဲ့ mindset လေးရေးကြည့်ပါတချို့ကနည်းစနစ်ပိုင်းတွေတော့သိတယ် mindset ပိုင်းမှာနည်းနည်းမှားနေတယ်နော် trade လုပ်ရင် trade တိုင်းကိုအနိုင်ယူရမယ်ဆိုတဲ့ mindset နဲ့ trade လုပ်တယ်တော့အဲ့လို mindset မျိုးကဘာနဲ့တွားတူလဲဆိုတော့ကျွန်တော်တို့ market ကို fighting ဆွဲတယ်လို့တွားဖြစ်နေတယ် fighting ဆွဲရင်ဗျာကျွန်တော်တို့ရှုံးတဲ့နေ့တွေမှာဒေါသတွေထွက်လာတယ်တော့ဒေါသထွက်လာရင်ကျွန်တော်တို့အမှားတွေလုံမယူများတယ်နော်ကလေးစားရှယ်မိဖို့များတယ်โอเคကျွန်တော်တို့က market မှာတစ်ခါတလေရှုံးနိုင်တယ်နော်ရှုံးလဲပြဿနာမရှိဘူးဆိုတဲ့ mentality နဲ့ trade လုပ်ရင်ကျွန်တော်တို့ market နဲ့အတူစီးမျောတာပေါ့လေနော် flowing with the market ပေါ့လေနော်ဒီတော့ကျွန်တော်တို့ရဲ့ risk management တွေမှန်မယ်နည်းစနစ်ပိုင်းလည်းကောင်းမယ်ဆိုရင်ရေရှည်မှာအဆင်ပြေဖို့များပါတယ်နော်အရှုံးဆိုတာကျွန်တော်တို့အတွက်တန်ဖိုးရှိပါတယ်နော်ကျွန်တော်တို့လူသားတွေကဒီတပြေးပြေးတိုးတက်လာတယ်ဆိုလို့တိုးတက်လာတယ်ဆိုတာဒီအရှုံးတွေကတင်ယူလို့ရလာတဲ့သင်ခန်းစာတွေအကြောင်းပါတော့အရှုံးတစ်ခုမှကျွန်တော်တို့တင်ယူစရာသင်ခန်းစာတွေအများကြီးရှိပါတယ်နော်ရှုံးလာရင်အဲ့ဒီ trade ကိုဝေဖန်ကြည့်ရင်ကျွန်တော်တို့ဘာတွေများအမှားလုပ်ခဲ့တယ်လဲပေါ့လေနော်ပလန်မှာရှာထားတဲ့အတိုင်းကျွန်တော်တို့ setter ကိုစောင့်ခဲ့သလားနော် entry ကိုအတိအကျလုပ်ခဲ့သလားဆိုတာလေးတွေကိုကျွန်တော်တို့ပြန်ပြီးဝေဖန်သုံးသပ်ဖို့လိုပါတယ်အကေအဲ့ဒီအချက်တွေကိုဒါကျွန်တော်တို့မှန်မှန်ကန်ကန်လုပ်ခဲ့တယ်ဆိုရင်တောင်နော်ရှုံးနိုင်သေးတယ်ဘာလို့ဆိုတော့ market ကကျွန်တော်တို့ရဲ့ trade လုပ်နေတဲ့နည်းစနစ်ကိုမသိဘူးဗျနော်သူ့မှာသူလှုပ်เสียအလုပ်ကိုပဲသူလုပ်နေတာပြီးတော့ကျွန်တော်တို့နည်းစနစ်လည်းနော် 100% အလုပ်လုံးမှာမဟုတ်ဘူးနော် market ကပေးလာတဲ့အခွင့်အလမ်းကိုကျွန်တော်တို့နည်းစနစ်နဲ့ယူတယ်သို့တော့အဲ့ဒီနည်းစနစ်ကလည်းတစ်ခါတလေအလုံးမဖြစ်တဲ့အခါတွေရှိတယ်ပြီးတော့ market ကို trade လုပ်တဲ့အခါတစ်ခါတလေအစင်မပြေတာလေးတွေရှိနေတယ်နိုင်တယ်ဆိုတော့ mindset နဲ့ trade လုပ်ရင်တော့ကျွန်တော်တို့ဒေါသမထွက်ဘူးနော်ရှုံးလာတဲ့အရှုံးကိုရဲရဲကြီးရင်ဆိုင်ပြီးကောင်းကောင်းအိတ်တက်တဲ့အကျင့်မွေးထားရင်နော်ရေးရှေ့မှာကျွန်တော်တို့အဆင်ပြေဖို့များပါတယ်နော်ကျေးဇူးပါဗျာ